Hello အားလုံးပဲမင်္ဂလာပါရှင် The Black Cat Oregon နေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါဖတ်ပြီးမဲ့ reading ကတော့လက်ရှိမှာကိုတွေးနေတဲ့သူကကို့အကြောင်းဘာတွေစဉ်းစားနေလဲကိုနဲ့ပတ်သက်ပြီးတော့ဘာတွေလုပ်ဖို့ရှိလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ reading ကိုနားထောင်မယ်ဆိုလို့ရှိရင်အရင်ဆုံးပြောလိုက်တဲ့ကိုတွေးနေတဲ့သူတယောက်အကြောင်းပေါ့နော်ပုံဖော်လိုက်ပါပြီးတော့မှဒီ reading ကိုနားထောင်ပြီးပါနော်ဟုတ်ကဲ့ပါ so let's go energy ကိုက်တဲ့သူတွေအတွက်ကြည့်ပေးပါမယ်။လက်ရှိကိုတွေ့နေတဲ့သူကခုနပတ်သက်ပြီးတော့ဘာတွေစဉ်းစားနေရလဲ။ကို့ကြွယ်ရတဲ့တခုခုပေးဖို့ပေါ့နော်။လက်ဆောင်တော့၎င်းချစ်ချင်းမြတ်တာတော့၎င်းပေါ့နော်။ကို့တခုခုပေးဖို့သူပေါ့ရည်ရွယ်ထားနေပါတယ်တဲ့ကိုလက်ဆောင်ပေးတာပန်းလေးပန်းစည်းလည်းဖြစ်နိုင်နေတာအမဟုတ်ရှင်ကိုသဘောကျတဲ့ပစ္စည်းမျိုးပေါ့နော်အဲ့ဒါမျိုးလည်းပစ္စည်းဥစ္စာမျိုးလည်းဖြစ်နိုင်ဒါမကပေါ့နော်ဖြစ်နိုင်တာဒါမကနောက်တစ်ခုကကျတော့ဘာထပ်ဖြစ်နိုင်လဲဆိုတော့ကိုလိုချင်တဲ့ချစ်ချင်းမျိုးကိုတောင်းဆိုထားတာလည်းဖြစ်ရင်လည်းဖြစ်မယ်ဒါမှမဟုတ်ကိုလိုချင်နေတဲ့ချစ်ချင်းမျိုးကိုလည်းသူကပေးတာမျိုးပေါ့နော်အဲ့လိုမျိုးတွေတွေ့နေရပါတယ်တောင်းဆိုထားတဲ့သူရှိရဆိုလို့ရှိရင်လည်းသူစီကရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အခုချိန်မှာ tarot reading အရာတွေ့ရှိနေရပါတယ်သူနဲ့ကိုနဲ့ကြားမှာအဖြတ်ရှိနေတာမျိုးတော့ထပ်တွေ့ပါတယ်เนาะဆိုတော့ဘယ်လိုအဖြတ်မျိုးလဲနှစ်ယောက်ကြားထဲမှာမတူညီတဲ့အမြင်တွေလားပတ်ဝန်းကျင်လားကိုယ့်ဘာသာကိုစဉ်းစားပါအဲ့ဒီအဖြတ်တွေကိုလည်းသူတွေးနေမိရပေါ့เนาะလက်ရှိမှာဘယ်လိုကင်တွယ်ရမလဲဆိုတာမျိုးအဲ့ဒါကြောင့်သူ့မှာအဲ့ဒီအနှောက်အယှက်တွေကြောင့်သူစဉ်းစားနေလို့ခါလေကြရင်ကိုယ့်ကိုယ်တော့စကားမပြောနိုင်မင်းနဲ့မအားလောက်တဲ့အထိပေါ့เนาะသူ့မှာအလုပ်တွေရှုပ်နေတယ် planning ချနေတာဖြစ်တဲ့အတွက်သူမှာအားနေတာမျိုးကိုတွေ့ရပါတယ်သူပေါ့နော်ဒီကိုနဲ့သူနဲ့ကြားအနှောက်အယှက်ပေါ့အဲ့အနှောက်အယှက်ကိုသူဘယ်လိုမျိုးဖြေရှင်းရမလဲဆိုပြီးတော့သူ management လုပ်နေတာမျိုးတွေ့ရပါတယ်နီလန်စဉ်းစားနေတာမျိုးလည်းတွေ့ရပါတယ်အဲ့ဒါကြောင့်လည်းနားကျင်နေရပါတယ်သူလက်ရှိမှာလေဝမ်းနဲ့နေတာမျိုးလည်းတွေ့ရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘာလို့များငါတို့နှစ်ယောက်ကြားခက်ခဲနေရတာပါလဲဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးလည်းသူစီမှာရှိနေပါတယ်ဒါပေမဲ့အဲ့ဒီအစိမ်မပြေခြင်းတွေကို तू ကဒီတယောက်ကိုပိုင်ဆိုင်မှဖြစ်တော့မယ်မပိုင်ဆိုင်ရင်အစိမ်မပြေဘူးဆိုတာမျိုးဖြစ်နေတာမျိုးသူ့ဘဝမှာဒီကောင်မလေးမရှိရင်မဖြစ်ဘူးသူ့ဘဝမှာဒီကောင်လေးမရှိရင်မဖြစ်ဘူးဆိုတဲ့အတွေးမျိုးတွေကြောင့်ဒီနှစ်ယောက်ကြားထဲမှာဖြစ်နေတဲ့တန်တရားတော်၎င်းအနောက်ရှက်သေးတော်၎င်းအဲ့အရာတွေအကုန်လုံး तू ရင်ဆိုင်ပါမယ်ဆိုပြီးတော့ရင်ဆိုင်နေပါပြီရင်ဆိုင်ပါမယ်ဆိုပြီးတော့ပေါ့နော်တွေ့နေရပါတယ်ဆိုတော့နှစ်ယောက်ရဲ့အခြေအနေကကောင်းမွန်မှုရှိပါတယ်အိမ်မက်တွေကိုလည်းအကောင့်ထဲပေါ်ဖို့အတွက်ဘယ်ကနေစရမလဲဆိုတာမျိုးတွေးနေတော့မှာပဲကိုနဲ့နှစ်ယောက်ညံနေဆက်ဘူးပေါ့နော်အဲ့လိုမျိုးတွေးနေမှာသူကအတွေးသမားလားမသိဘူးတွေးလိုက်ရက်သွားလိုက်မျိုးပေါ့သူကတဲ့မင်းနဲ့စုံစည်းရတဲ့မင်းနဲ့စုံစည်းရခြင်းကသူ့အတွက်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ပြန်လဲပြီးအသက်ရှင်တန်ရတဲ့ခံစားချက်မျိုးပေါ့သူ့ဘဝမှာပြန်ပြီးနိုးချလာရတဲ့ခံစားချက်မျိုးသူ့ဘဝကြီးကစင်မပြေဘူးလို့ထင်နေတာမဲ့မင်းရောက်လာတော့မှသူ့ဘဝပြောရမယ်ဆိုလို့ရှိရင်နိုးထလာရပေါ့နော်အဲ့လိုမျိုး energy လေးကိုကသူ့ဆွဲဆောင်နိုင်နေဆိုတဲ့ဟာမျိုးတွေ့ရတယ်အဲ့တော့မင်းတို့နှစ်ယောက်ကြားမှာဘယ်သူကအနောက်ရှက်လုပ်နေရလဲပတ်ဝန်းကျင်ကလားဒါမှမဟုတ်ကိုရီနှစ်ယောက်မဟုတ်ပဲနဲ့တခြားအပြင်ကလူတွေကြောင့်ဖြစ်နေတယ်ဆိုလို့ရှိရင်တော့အဲ့ဒီလူတွေကို universe ကနေပြီးတော့အပြစ်ပေးတော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့မင်းတို့ဘယ်သူမတရားလုပ်ထားတာရှိလဲမင်းတို့အခြေအနေနဲ့ပတ်သက်ပြီးတော့အဲ့အခြေအနေကိုမတရားလုပ်ထားရှိတာတော့၎င်းကတ်ကွက်ထားတာတော့၎င်းမဟုတ်တဲ့တပုတ်လေးလေးတွေကိုနှစ်ယောက်ကြားထဲမှာခလောက်ဆန်ထားတဲ့သူတွေရှိခဲ့ရင်အဲ့လူတွေအခုချိန်မှာအပြစ်ကျွေးကိုပြန်ပြီးတော့စားရတော့မှာပါမင်းတို့နှစ်ယောက်မှာကံကြမ္မာကအပြောင်းလဲရှိနေပါတယ်။အဲ့ကံကြမ္မာအပြောင်းလဲရတယ်။ကောင်းမွန်သောအပြောင်းလဲခြင်းနဲ့ရွေးချယ်ခြင်းဆိုသောအပြောင်းလဲတွေနှစ်ယောက်ကြားမှာပေါ့နော်ပို့ပြီးတော့အဆင်ပြေလာဖို့အတွက်ရည်ချယ်ရမယ်ဆိုတဲ့ဟာတွေကိုလည်းပေါ့နော်ရှိလာတာဖြစ်တဲ့အတွက်သူကမင်းနဲ့ပတ်သက်ပြီးတော့ဒီထက်ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်နေပါတယ်။ဒီထက်ပိုကောင်းတယ်ဆိုတာပြောရမယ်ဆိုရှင်မင်းနဲ့ပေါ့နော်ပို့ပြီးအဆင်ပြေဖို့အတွက်ပေါ့နော်အရင်တော့ကသူ့ပုံစံကိုချိန်ပြီးတော့ဒီထက်ပိုကောင်းတဲ့ပုံစံကိုသွားတော့မင်းဆိုရဲအဲ့လိုရွေးချယ်မှုသူလုပ်နေတာတွေ့ရသူကိုယ်တိုင်ပဲဖန်တီးမယ်သူတို့အချက်ကိုဘယ်သူမှနှောက်ယှက်လို့မရအောင်ဆိုတာမျိုးကြီးပြီးတော့မင်းနဲ့လည်း deal လုပ်လိုက်မယ်ပေါ့နော်ဘယ်ရဘာအဆင်မပြေရလဲဆိုပြီးတော့အဲ့လို deal လုပ်မှာတွေကိုတွေ့ပါတယ်